အားလုံးပဲမင်္ဂလာပါရွာကိုက်ဟာတာကေကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ပေါ်တာတို့ဟောတိတ်တာကြီးဟေးဘာအော်အေးဝင်လာခဲ့လေတာကြီးဟောင်မင်းတော့အောက်ကနေပြီးတော့ပါစီယူလာခဲ့တယ်ဘိုက်ဘာလန်ပြီးလဲလို့ပြောတာဟမ်အေးဘာကြီးတော့လိုက်အေးပြီးပါပြီပဲကြီးဆိုတော့တာကြီးပါစီတော့ရောက်လာပြီဆိုတော့နည်းနည်းဖောက်ကြည့်လိုက်ကြမယ်ပေါ်တာတို့ဘာလေးလေးပါတယ်ဆိုတော့ဟိုဆရာကြီးကြော်ကြီးရယူလာပြီးသွားပြီဆိုတော့မောင်အတိတ်ဖောက်ရတော့မှာပေါ့ဆိုတော့ဖောက်လိုက်ကြမယ်ဘာကြီးလဲတော့မသိဘူး let's go အဲ့လိုဘိုးလိုဖက်ချင်တဲ့မောင်အတိတ်ရဲ့ပေါ်တာလေးအတွက်ဘိုးလိုစာအုပ်လေးတွေရောက်လာပါပြီတကယ်ပေါ်လိုက်ကောင်းမယ်ပါကင်လေးအသေးချထုတ်တာမောင်အတိတ်ဆန်းလာနော်မောင်အတိတ်ကတော့ပါဆယ်လေးဖောက်ပြီးသွားပြီဆိုတော့ပြီးရင်စာအုပ်လေးတော့ဖတ်ကြည့်လိုက်အောင်မယ်စာအုပ်ဆိုင်ရဲ့ထုတ်ပိုးမှုကတော်တော်လေးကောင်းတယ်မောင်အတိတ်စီကိုပါဆယ်ရောက်လာခုနဖောက်ကြည့်လိုက်တော့3000ထုတ်ပေးထားတယ်အထက်ကစာအုပ်ကို damage မဖြစ်အောင်မပျက်စီးအောင်လို့တေချာလေးကာကွယ်ပေးထားရပေါ့နော်ဆိုတော့မောင်အတိတ်လိုမျိုးအင်္ဂလိပ်စာအုပ်ကောင်းကောင်းလေးဖတ်ချင်တဲ့ပေါ်တာတွေအတွက်မောင်အတိတ်လင်လေးချပေးထားမယ်ပေါ်တာတို့ဆိုတော့ထုံးမနိုင်ပဲပေါ်တာတို့ thank you ပါပေါ်တာတွေ see you in next video မောင်အတိတ်ကတော့ခုနမောင်ကျော်ကြီးကိုသွားစားလိုက်ပါဦးမယ်မောင်ကျော်ကြီးကစာအုပ်တွေအရင်ဖတ်စေချင်တယ်ဆိုတော့ဒီကောင်းအောင်မှာတော့ဖတ်ခိုင်းလိုက်မယ်ဗျာဆိုတော့ bye bye နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတ်တာ